စောစောစီစီကတော့နေတာနေစမ်းမတာကြီး ဘာတော့ဟာ မသားကြီးတယောက်တည်းပါဖြစ်နေ ဘာမဟုတ်ပြောလို့ယူနေတာ အဲ့တော့အလုံးလုံးပရုဒကြီး ပရိသတ်ကြီးမတာကြီးရဲ့ ပရိသတ်ကြီးငါလည်းချတာပဲ ချပါပဲ ဟုတ်ချမှာပဲ အလုံးလုံးပရိသတ်ကြီး ဟုတ်ပြီ မကလာပဲမှာ မင်းလာပါ နဖူးကပြောင်းมาတဲ့ဆိုဒါကြီးကြီးချတာ နေရမဟုတ်တာလေးရှောက်ပြောနေတာဟုတ် ကောင်းကောင်းပြော တေချာပြော အလုံးလုံးပရိသတ်ကြီးမင်္ဂလာပါခင်ဗျာ မင်္ဂလာပါဗျာ လာပါ သူတို့ထတဲ့ဝိုင်းအတွင်းမဝင်ရင် ဟုတ်ပြီ နောက်ကဟာတလူရှင်တော်ချော့တော်ပေါ်တော်လေးတွေနဲ့ မော်တော်လေးတွေနဲ့ အချောလေးတွေနဲ့မိတ်ဆက်ပေးပြရစေ โอเค ပရိသတ်နဲ့ရင်းနှီးမှုရအောင်ပေါ့ ဟုတ်ပြီ ကျွန်တော်နာမည်ကတော့အချမ်းမဟုတ်ပါဘူး မတော့ ကျွန်တော်တို့ဆိုင်ငါကြီးမန်းနဲ့ထဲမှာဟောကနေထိုးရလိုက်တာ ရောက်လာရော ကလေးလေး9ယောက်လောက်က အေး ကျွန်တော်လဲဆိုင်ငါဘွားဆင်းလာရောဝိုင်းပြီးနှုတ်ဆက်ကြ ဘာလဲတော့ ဟဲတဲ့ဟိုမှာသူရထက်နဲ့ဆိုင်တွေကသပင်းအရှိကြီးနဲ့အဲ့ဒါချစ်ပန်းကြီးချစ်ပန်းကြီး နိုင်မောင်မှာမြင်ဘူးတဲ့ တက်တော့ပါပါ သူတို့ကလိုင်းမမြင်ဘူးလို့နဲ့တူတယ် ဟုတ်တယ် ကျွန်တော်ကိုမှတ်မိတာ ဟုတ်တယ် ကလေးတွေကကျွန်တော်ကိုချစ်ပန်းကြီးလို့ခေါ်တာစိတ်မဆိုးပါ ဘာလို့လဲမဟုတ်ဘူး ဒါပေမဲ့ဘေးကအတော်ကြီးတော်မှာစောင့်မြင်ကတယ် အတော်ကြီးကဘာပြောလို့တော့ အတော်ကြီးကထပြောတယ် အဲ ဟဲကလေးတွေကိုထဲအကြီးလေးတဲ့ အဲ့လေ ကိုချစ်ပန်းဖြစ်ကိုချစ်ပန်းဦးချစ်ပန်းဖြစ်ဦးချစ်ပန်းခေါ်ပါလားတဲ့ဘာချစ်ပန်းလုံးနဲ့စပ်ပတ်ချစ်ပန်းလား ပြီးတော့ ဘလူကြီး ဝါလုံးဝလုံး ငါနာသိမ့်မရှင်းလို့သေချာလေးရှင်းအောင်ပြန်ပြောပြတာ ဆိုင်ကားဘောကငါဆင်းလာတယ် စင်းလာတော့ ကလေးလေး9ယောက်လောက်ကလှမ်းနှုတ်ဆက်တာ အဲ့လေ ဟဲတဲ့ဟိုမှာချစ်ပန်းကြီးချစ်ပန်းကြီး ရှင်းလို့ သိနေကြတော့ ကလေးတွေကဒီလိုခေါ်တာကိုဘေးကအတော်ကြီးကငေါက်တယ် ဘာလဲတော့ ဟဲကလေးတွေမိုက်ရိုင်းလိုက်လားကိုထဲအကြီးတဲ့ ဟုတ်တယ်လေ ကိုချစ်ပန်းဖြစ်ကိုချစ်ပန်း အဲ ဦးချစ်ပန်းဖြစ်ဦးချစ်ပန်းခေါ်ပါလားတဲ့ အဲ့လေ ဘာချစ်ပန်းလုံးနဲ့စပ်ပတ်ချစ်ပန်းလား ဆက်ပေါက်ပြောတဲ့ချက်ပန်းကြီးလား စက်ကရဲချစ်ပန်းကြီးလား ငါမျက်နှာပဲနားထားမှာ ထားစရာမရှိလဲငါဖင်အောင်လာထားလဲလေ ရှိစုံနဲ့လေမသားကြီးဟိုဘွဲတော့ငါချိုးလိုက်တာစားလာ ဘာမှကိုမစား အဲ့တော့ကျွန်တော်နာမည်ကချစ်ပန်းလို့ခေါ်ပါတယ် โอเค ကျောင်းနေခဲ့တာတော့ရှစ်တန်းပေါ့ အဲ ကာယနာမည်ကြိုက်တယ် ရှင်းတော့ကြိုက်ရနေပြီ ချစ်ပန်းရှစ်တန်း ဘာရှင်းတန်းချစ်ပန်း နေတဲ့နေရာတော့ကျွန်တော်ပြောတာမဟုတ်ပါဘူး ဘယ်နေရာတော့ ကျွန်တော်ကနိုင်ငံခြားမှာနေတာပါ နိုင်ငံခြားဘာလို့သွားရတော့ ဖင်ခံသွားတာ ဖေခိုင်းရဲ့နိုင်ငံခြားပြောင်း ဘာ သွား လို့လိုက်နေလဲငါဘာလို့သွားသွား နင်ကဘာလို့ရှောက်ပြောတာတော့ ကျွန်တော်နိုင်ငံခြားမှာနေပါတယ် ဟုတ်ကဲ့ အဖေကတော့ဥရုဂွေးမှာပေါ့ ဥဒုကွေး အမေကတော့ပါရာဂွေးမှာမွေးတာ ဝီး အဲ့တော့ကျွန်တော်မွေးတဲ့ဇာတိကိုမေးကြည့်တယ်အဖေလို့ကျွန်တော်ဥရုဂွေးမှာမွေးတာလားအမေမျိုးပါရာဂွေးမှာမွေးတာလားဆိုတော့ စဉ်းစားမယ် တယောက်မှတိတိကျကျမဖြေနိုင်ဘူး ဟဲ့ပေါ့ခါ အဲ့တော့ကျွန်တော်ရဲ့ဘဝဇာတ်ကြောင်းလေးကိုတချင်းလေးနဲ့ပြောပြမယ်နော် အမရိုးရိုးကိုမပြောဘူးတစ်ချက်ချက်ကိုပြောဦးမှာ စတုစတု ဟောစတော့ စတော့မတာကြီးရဲ့ အင်္ဂ နောက် လိပ် ရလေ လို မ မ ပြော ပြောတတ် မ လား ပြောနဲ့စတော့ အကိုကြီးကျွန်တော်တချင်းလေးလေ ဘေးတစ်ချက် လေးမြင်းမြင်းကြကြလေးကိုကြောင့်မြလှုပ်ပေးပါအောင်ပို့ပေးပါအောင်ကျွန်တော် တညိုင်းကုန်းရောင်ပို့ပေးလိုက် ပေါ့မကြီးနဲ့ဒီ မနဲ့တញ្ញကိုရောက်ပြီလေ စိုက်ချလေး တခြားလို့ လာပြီ ချစ်ပန်းဆိုတာရှစ်တမ်းမှာနိုင်ငံညာနေတာဝင်းနဲ့ဝင်းမမွေးတာပါဘယ်ဝင်းမှန်းတော့မသိတော့ပါဘူးညာ လူကြီးတို့ ဘလူးလို့မေးရ တချင်းကအစင်မပြေဘူးဖြစ် တိတ်ဆိုးလို့မကောင်းဘူးနာကြီးကတ်လန်နေ ဒါပေမဲ့ဒိုးသမသဘောကျတယ် ဘာလို့တော့ ငါ့ကိုမြူးမြူးကြောက်ကြလေးတီးပြလို့ ဟုတ်တယ် အခုကျွန်တော်ဒိုးစစ်ကလေးပေးမယ်ကကျင်လို့ အဲဘယ်လိုတော့ တချင်းစာသားလေးကပြိဿတိချာမှတ်တာချစ်ပန်းဆိုတာရှစ်တမ်းမှာ ရှစ်တန်း နိုင်ငံညာနေတာ မြန်မာပြည်မှာမဟုတ်ဘူး နိုင်ငံခြားမှာ ဝင်းနဲ့ဝင်းမမွေးတာပါဝင်းနဲ့ဝင်းမမွေးတာပါ ရှစ်တို့ရှစ်တို့ရှစ်တို့ ဆိုရှေ့တူ ဝင်းနဲ့ဝင်းမမွေးတာပါ ရှစ်တို့လို့ရှစ်တို့ ဝင်းနဲ့ဝင်း နေလူရှစ်တို့ခိုင်း စာ တာ သားကိုရှေ့တူဆိုခိုင်းတာ မသိဘူးကွာမင်းတို့ကဘာတွေမှမသိဝင်းနဲ့ဝင်းမမွေးတာပါ ဟုတ်ပြီ ဘယ်ဝင်းမှတော့မသိတော့ပါဘူးညာအဲ့ဒါအခုဒုစစ်ကလေးနဲ့ကျွန်တော်ကကျင်လို့ အစွတ်တင်မဟုတ်သေးဘူး အက အကပါပါသေးတယ် အောင်ပါ လောက်သားဒီကောင်အကမှာ तू ကဖာတယ်မအသား ပထမရန်စာ ပထမရန် ဝေဖာသမသားပါလေ တေချာလေးကပြလိုက်
တဂျေဂျေဖေလို့မပြေ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  ဖေတို့ပတ်ပါမသားကြီးရဲ့ဘာဖေလို့မှာ ဖေလို့ပဂျေ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 အဲ့ဒါလေး ဖေတို့ပတ် ဒီကြလေး ချီချီ ချစ်စရာဓမြရုပ်ကလေး အဘောက်တော့ ပခုံးမှပြုတ်ပြီးတော့မလို့မင်းသား တာ စက်တီလည်းပြုတ်ဖို့ကို ကြာတော့ညောင်းတာအဲ့တော့ကျွန်တော်ကတော့ဟာတာလူရှင်တော်ချစ်ပန်းလို့ ချစ်တယ်ကိုပါလေ ဟိုဘက်ကနွားနှကောင်နဲ့ ဝေးအော် ဟာနှကောင် ကောင်းကောင်းပြော နှစ်ကောင်နဲ့ မိတ်ဆက်ပေးပါမယ် ကဲအဲ့တော့အေလာရှင်မတော်ကြီးရောက်ရတာအင်မတန်ပြောပါတယ် ဟုတ်ကဲ့ ပြောနေ ဘလောက်တောင်ပြောတဲ့မှတ်တော့ ဘယ်လောက်ပြောတော့ လောက်တယ်လေးပဲကြံတယ်ခြေခဲကြောင့်နဲ့မားနေတာ သိစားပြောပါ အားလုံးမင်္ဂလာပါ ဟုတ်ပြီတော့ ကိုချစ်ပန်းကြီးကတရှင်းနဲ့မိတ်ဆက်သွားတာ ဟုတ်တယ် အဲ့တော့ငါလည်းတရှင်းနဲ့မိတ်ဆက်လိုက် အမေလေးကလည်းရိုးရိုးမိမဆက်ဘူး တချင်းနဲ့ တချင်းလေးနဲ့ အဲ့တော့ဟို လောက်ဆန်း ဟိုအော်ဟိုရန်ကုန်သားလေးကျွန်တော်နဲ့ပုတ်ပေးသမှာ အဲ့ဒါလေးပို့မယ် ရန်ကုန်သားလေးကျွန်တော်နဲ့ အဲ့ဒါနဲ့မိတ်ဆက်ပါ ဟိုပါတယ်နော်နေတော့အကလေး အော်နောက်ကပေါမုံပတ် ပါဖောင်းမှမသားကြီးရဲ့ ဦးလေးကရန်ကုန်သားလေးကျွန်တော်ဆိုသားသားတို့ကလိုက်တာမှာ ဘာသာခွေးသားလားမင်း ဟောတထေးသား မတိမြင့်နိုင်တဲ့သားသားလေးအဲရန်ကုန်သားလေးကျွန် ရ တော် န်ကုန်သားလေး အကပါပါသေးတယ်ဒီစားကပေးနော် ချလိုက် ဟိုစားမေး ပြမပြင်းတဲ့ဆလို့တာကျွန်တော်ကြောင်းလေးတော့ရုပ်ချောလာတဲ့ကျွန်တော်ဟာကျွန်တော်လေးနဲ့ဝတ်တာပါဒီစရာများပြောတဲ့ခါသဘောချလို့ချစ်ကြတာပေါင်းတော်လေးလို့ခေါ်နေများမိုင်းကောင်လေးနဲ့ဒီကနေ့ဘယ်ပုံစံကစမဗျာဒီမြင်မြန်နဲ့မှာပြိုရချိုင်လို့ရှောင်းနေတာကိုတော်လေးကျွန်တော်ဟာ နော်လေး ကိုတော်လေးနားလိုက်တာကိုမလေးများကပြောကြတာအားလုံးကတော့ခေါ်ရတော်တော်လာတဲ့ တနာယူတယ် တ ဗျာ နာယူ တနာယူတယ်ဗျာ သုံးပါတယ်ပါနော် ဟာတော့ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မန်းတက်ကတူသူရထက်နိုင်မင်္ဂလာရှင်ဆိုင်တော်ဖွယ်ထဲမှာဟာတာလူရှင်တော်လေးနော်လေးလို့ခေါ်ပါတယ်အဲ့တော့ဒီဘက်ကတခေါ်လေးနဲ့ အချောလေး အချောလေးနဲ့မိတ်ဆက်လိုက် ဒီတကငါအလက် မင်းနဲ့ ဟိုမမတို့ရဲ့မျက်လုံးထဲမှာမောင်လေးပိုးလာသွားသလားလို့မခံစားရဘူးလား ဟိုဘက်ကနည်းနည်းနောက်ဆုံးသွားနဲ့ခုံးမိမယ် လာခဲ့ကြိုက်လွယ်မှာ ကြိုက်လောမလားဟာ အဲ့လောက်လည်းမခေါ်သေးပါဘူးခင်ဗျာနဲ့ တိချာလို့ ကြိုက်အဲ့တော့ပရိသတ်ကြီးကလည်းမန်းတန်နဲ့အပြည့်ပါပဲ အပြည့်ချမ်းအ အ ပြည့် များ ချ ကြီး မ်း အားပေးတာ ဒီပရိသတ်မျိုးကျွန်တော်နိုင်ငံခြားလည်းမတွေ့ဘူးပါဘူး မင်းရောရောက်ဘူးလို့လား ရောက်လည်းမရောက်ဘူးပါဘူး မရောက် မရဘူးတော့ပြောနေ စတာပါနော်ကြိုက်အေးလာရွှေမျိုးတော်ကြီး ဟုတ်တယ် နော်မရောက်တာလည်းအတော်ကြာပါပြီ ဘလောက်ကြာသွားတော့ မွေးကြတဲ့အတိုင်းပဲ မရဘူးလို့ မ ပြော ရောက်ဘူးပြောကွာ စတာပါကြိုက်ရတော့ယနေ့ညမန်းတက်ကတော့သူရထက်နဲ့အလုံးမစားသေးခင်မှာ ဟုတ်ပြီ ပရိသတ်နဲ့ရင်းနှီးမှုရအောင်ပေါ့လူရှင်တော်နဲ့ပရိသတ်နဲ့မိတ်ဆက်မယ် မိတ်ဆက်ပေးတာပါ မိတ်ဆက်မယ်ဆိုတော့ကျွန်တော်တို့ကယနေ့ညလူငယ်တွေ ဟုတ်တယ် လူငယ်တွေဆိုအလုံးများများလုံးပါ ညာကြီးလောက်ကြမှာဗျာ အလုံးများများလုံးရင်အမဆိုတာများများပါမှာ ပါ ပဲ နိုင်တယ် အဲ့တော့ကျွန်တော်တို့ပြောသမျှဆိုသမျှလေးတွေရိုင်းတာလေးများပါခဲ့ရင်ဘွေးမယူပါနဲ့ ဘာလို့လဲ ဘွေးရယူလို့လည်းမရဘူးလေ ဘာဖြစ်လို့လဲ ထိတ်ကန်နေလို့ ထိတ်မကလို့ဖင်းကြီးကနေမလားကဲ ဘာတင်နေကျွန်းစရာကြီး အဲ့တော့တကယ်ပြောပါတယ် ဟုတ်တယ် ပြောတာလည်းမပြောနဲ့ပရိသတ်ကြီးလည်းလာရောက်အားပေးတာလည်းသူ့ကန်လေးနဲ့သူလာအားပေးတာ ဟုတ်လား ဘလို့အားပေးလို့ သူ့ကန်လေးနဲ့သူလာအားပေးတာဆိုတော့ ဘလို့အပ်ပြီလား ဟိုနာအုပ်စုကဘာအုပ်စုထင်တော့ ဒီနာ ဒီဘက်ကအုပ်စုဟာ အဲ့နာကအုပ်စုက သူတို့ ဝတ်သားတပိတ်သား1500တို့အုပ်စု ဘလို့ ဝတ်သားတပိတ်သား1500တို့အုပ်စု အတိတ်ပဲက ဟုတ်ဗျာဝတ်သားတပိတ်သားကိုတယောက်တည်းစားတော့မအီဘူးလား ဤတယ် တပိတ်သားကို1500ဆိုတော့မတန်ဘူးလား တန်တယ် အီတန်တော့အန်တီတို့အုပ်စုပါ အန်တီတို့ အန်တီတွေလည်းပါတယ် အဲ့နာအုပ်စုကအန်တီတို့အုပ်စု ဟုတ်ပြီ ဟိုနာအုပ်စုကဘာအုပ်စုထင် အဲ့ တော့ ဒါဘာလို့လဲ ဟဲအဲ့နာကအုပ်စုကပုပ်ပါမေတော်တို့အုပ်စု အာရသူတို့မေတော်ပြောစိတ်ဆိုးသွားလိမ့်မယ် ဟုတ်ဗျာပုပ်ပါမေတော်ဆိုတော့ မဲတော့ မော်ဒယ်တို့အုပ်စုပါ မော်တယ်တို့လည်း မော်ဒယ်လေးလည်းပါတယ်မိုက်တယ် တို့ဒီအငိတ်ခုံ800တက်တဲ့အုပ်စုကဘာအုပ်စုထ ဒီ င် နာ တော့ ဖွဲ့ အဲ့ဒါ အဲ့နာအဖွဲကဘာအုပ်စုထင် ဘာ တော့ စုပါလဲ ကိုရီးယားမင်းသမီးဘာမှကိုပြောရသေးဘူးဘာမှကိုပြောရသေးဘူးခုမှကိုရီးယားလိုပဲရှိတယ်အဲ့နာအုပ်စုကကိုရီးယားမင်းသမီးဂျင်းစမ်းမီတို့အုပ်စုဂျင်းစမ်းမီဂူချိုပြုတ်မှတ်မိလား သူ့ကိုသူဝကြုံတို့တယ် ဂ
ဘူဂျူပြိုးဟာ မင်းကမြေချိုးတာ နေရမှုပြစ်တာလေ တိတ်ချပြော တခြားပြောပါ အဲ့နာအုပ်စုဂျင်စမ်းမီတို့အုပ်စုဟိုနောက်ကလက်ဖက်စမ်းမီတို့အုပ်စုဟိုနာနှစ်ပြန်ကျော်စမ်းမီတို့အုပ်စုဟိုနာပဲချမ်းကျော်စမ်းမီတို့အုပ်စု မသားကြီးရဲ့အလဖတ်တုတ်တွေရောက်ကုန် တိတ်ရောက်ကုန်ပြီကွာ အတုတ်တွေရောက်ကုန်ပြီ ရောက်ကုန် ဟိုမန်တက်ဘဝကအုပ်စုကဘာအုပ်စုထင် ဘော လဲ က်စုပါ အဲ့ လေ ဒါဘကွာကြတော့ မန်တက်ဘဝကအုပ်စုကရုပ်ရှင်မင်းသမီးကြီးဒေါ်ဝတ်တော်တို့အုပ်စု ဟဲ့သူတို့ သူတို့ကမှတော်ဝတ်တော်လို့စိတ် မင်းဘာသိလို့တော့ ဘာလို့ သူတို့မန်တက်ဘဝထိုင်ကြလို့ထိုင်နေတာမဟုတ်ဘူးသူတို့ထက်နိုင်ဆိုင်ကောင်းရင်ကောင်းမကောင်းတော့အရင်ဆုံးထားပြန်မှာဆိုပြီးတော့မန်တက်ဘဝကထိုင်ဆောင်နေတာ ညီတို့အဲ့ဒါဆိုတော့ထောက်ပါပဲ ပြန်ရဲ့ပြန်ကြည့်ပြန်လို့တော့မကွက်တော်ပဲ မကွက် ကျ တော့ န်တဲ့လူမတ်တော့ကွတ်တော် ဟိုနောက်ကရက်နဲ့ဒိုးကိုတွေဒိုးကြီးတွေကိုကာလာသားတွေကြောင့်လည်းသူကဇကထာနဲ့ပြောမှရ ဘလို့တော့ ကာလာသားတွေကြတာ ကာလာသားတွေကြောင့်ဇကထာနဲ့ဘယ်လိုပြောမလို့သိ ဘ လား လို့ ဘယ်လိုတော့ ခေါ်ပါစိုင်းသိမ့်ပြီးတော့အုပ်စု ဟမ် ခေါ်ပါစိုင်းသိမ့်ပြီးတော့အုပ်စု အတိတ်ပဲရှင်းပြ ခေါ်တော့မလာဘူးလား လာတယ် စိုင်းသိမ့်တော့မပြီးဘူးလား ပြီးတယ် လာပြီးတော့ဟဲ့ကိုကာလာသားတို့အုပ်စု တော်သေးတာပေါ့ဟဲ့ငါရှန်ထွက်ကုန်တော့ ကြိုက်အဲ့တော့အားလုံးပဲပရိသတ်နဲ့လူရှင်တော်နဲ့ရင်းနှီးမှုရအောင်ဆိုကိုယ့်ရဲ့ဘဝကြောင့်ကိုယ့်ရဲ့အလားတရားလေးရိုးရိုးတင်ပြောရင်ပရိသတ်ကြီးပြည့်သွားမှာကြောက် ပြ လို့ င်းမှာမစ ကိုယ့်ရဲ့ဘဝအကြောင်းလေးကိုတချင်းလေးနဲ့တို့လေးမိတ်ဆက်ကြည့် မိတ်ဆက်ပေးလိုက် စကျွန်တော်ဘဝအကြောင်းပြောပြနေမှာတယ်ရုပ်ရည်အတော်ချောတဲ့နေတို့တောင်းတနာတယ် ရုပ်က ခေဝရနဲ့ငါပြီးရခေါ်တယ်ကျွန်တော်ဘဝကျွန်တော်ဒီလာရဲ့မိန်းကလေးတိုင်းကကြီးလို့မွေးနေတဲ့မိတို့ရဲ့ရှက်လွယ်လွယ်နဲ့သေးလိုက်မယ်ဒီဝိုင်းမှာ မသားကြီးနေဝိုင်းပြောတာမဟုတ်ချီတော့အပေါက်တက်နေတာ အဲ့ဒါမှနင်စားမှာလေ နှစ်ပုံတော့ အဲ့တော့အားလုံးသောပရိသတ်ကြီးမင်္ဂလာပါခင်ဗျာ မင်္ဂလာပါ ကျွန်တော်ဟာတာလူရှင်တော်ချစ်ပန်းနဲ့အတူကျွန်တော်ညီလေးများဖြစ်တဲ့နော်လေးဟိုဘက်ကကိုနေဝိုင်းတို့နဲ့ဟုတ်ပြီနေ့ညမှာပျော်ပျော်ပါပါကြီးအလုံးလုံးပါရစေခင်ဗျာကျော်ကြီး တ
တော်ပါဘာတော်ပြစ်တာပို့ပါလေဗျာဒီကြတဲ့ညတဲ့ဒီအချိန်ခါဘုရားမရှိကြလို့လမ်းစညစီယာလာမင်းကြီးမင်းတို့ဆက်ကလည်းငါကြီးသားကြာနာပဲ ဘာလို့ မလာတစ်ချက်လာတစ်ချက် ဘာတော့ ဟိုချိန်ထားတာပြောတာဟယ်လိုဟယ်လိုဇေယျထက်မိုက်ဆန်းသည် အမေစရတဲ့အမိုင်ဆိုင် ဇေယျထက်ဟာ โอเค ဟယ်လို โอเค တစ်စီနှစ်စီသုံးစီလေးစီ လက်စီကဲရပြီလားဘီဆက်ဆရာကျေးဇူးတင်ပါတယ် โอเคအမကြီးအမကြီးအဲ့ကလေးငိုးနေမှာမဟုတ်လားသူကအဲ့မငိုတဲ့ကလေးနဲ့ပြန်လဲခဲ့ ကလေးမြန်စပရပတ်ပါလာကြ ဖေးဒုဆက်တွေကောင်းလာနဲ့သူ့အတန်ကိုမတိုးနိုင်ဘူးဖြစ်နေတယောက်တည်းကိုအကျိတ်နိုင်ကိုငိုးနေတာ အဲ့တော့ဘီဆက်ဆရာကျေးဇူးတင်ပါတယ်ဒီတိုင်းလေးပုံမှန်လေးထားပေးပါโอเคနော်အဆင်ပြေတယ်မို့လားဟုတ်ပြီကြကျေးဇူးတင်ပါတယ်အဲ့တော့ဘီဆက်ဆရာအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ နော် ဟုတ် ဒါ ကဲ့ တော့ကျွန်တော်ကိုရီပြောစရာမလိုပါဘူး မှန်ပါ အဲ့တော့သဘောကောင်းပြီသားပါ ဟုတ်ပြီ ဒီတိုင်းလေးပဲပုံမှန်လေးထားပေးပါလို့ ဟုတ်ကဲ့ ထူးတလေကျေးဇူးတင်ရှိကြောင်းပြောကြရင်ကဲတို့ထက်နိုင်လို့လှုပ်ဆက်ကြစို့ ဟုတ်ပြီ
ဘာမှမပြောရသေးဘူးပြင်းမှာတော့ ဆိုင်းစီကရီဘာရီတာလို့အောက်ကပစုကျွတ်နေတယ်သူမမြင် ဟာခုမှတီး အဆူလေးတော့ပြင်ဝင်လိုက်ပါဇမင်းနာတာနေတာအောက်ကမဆူရချိုးအောက်ကလည်းဘာလဲပါ မပါတာဖင်းကြီးကလည်းအမေကြီး အဲ့ဒါတစ်တာပွန်းလို့ပါကွာ တို့တော်တီ ကြောင်မျိုး ခဲကောင်းသီးပုတ်ကတော့ဈေးဥပေါက်သွားပြီ နောက်ကယုံမနီတောင်းနေပဲညံတော့ လာလိမ့်မယ်စောကြီးရှိသေးတယ် အေးပါအဖြစ်တာငြိုသီးဆက်တာ ဩ
DOG တော့စကားမပြောနဲ့ ဟာ CAW ကျွမ်းလာပြီလား MOKEY ဟုတ်ကဲ့ ဘာနဲ့ဆိုင်ဘူးညောင်ကကဘာပြိုတာနဲ့အရင်နမပုံကျူရတယ်ဘာဆိုင်ဘူး စုချမဟုတ်ပါဘူး ဆိုင်ရှိရဖြတ်သွားတယ်ကိုစုကြမဲကြီးထင်းနေတာမင်းတို့လည်းသွားမှတော့ဟိုဘက်ကပတ်သွားဆိုင်ရှိရမလာခဲ့နဲ့ ဟုတ်တယ်တို့စိုင်းရှိရောင်ရတို့ကစုချမဲ့ကြီးထင်းနေတာ ကဲအဲ့တော့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ စုတော်ငွေ2ယောက်ပေါင်း1000ခွဲရှိပါပြီနော် ဟုတ်တယ် ဒီ1000ခွဲကျွန်တော်3သိန်းခွဲနဲ့မလဲပါဘူး ဘာလို့တို့ လဲမဲ့သူမှမရှိဘူး တန်ဖိုးထားလား အမိုးထမ်းတယ်လို့ပါ လကားပြောတာဒီ1000ခွဲကျွန်တော်မသုံးပါဘူးခင်ဗျာ ဘာလို့မှာတော့ မဟုတ်ဝယ်စားမှာပါ မဝဲစားဘယ်သူကတော့ပတ်ဆိုင်ကြီးနေဆိုင် တိုင်းအဲ့တော့ဆိုင်းဆရာကိုနော်ပထမဦးဆုံးနဲ့လာရောက်စုကြတဲ့ဒိုးကိုကြီး2ယောက်ကျမ်းပါပါသည်ဗျာ နော် ချမ်းသာပါသည်ဗျာ ညင်တတလောက်ပါ ငေါတို့မှစုမချတော့တော့ပဲရမယ် လာလိမ့်မယ်အလုံကျိုးသားရင်ပရိသတ်ကစုမချမှာမပူနဲ့ လောက်မ ကိုယ့်ဘက်ကတန်ဝင်သာကြည်အောင်လုပ်မယ်နော် နေဝိုင်းလည်းစုချဖို့တဲ့ ဘသူတွေရတော့ နေဝိုင်းကိုစုချဖို့တဲ့ ဘာတွေတော့ နောက်မှာကာလာသား9ယောက်လောက်စောင့်နေတယ် မလုပ်ပါနဲ့ငါဖင်လေးကဖင်မျက်နှာငယ်လေးပါဖင်လေးတစ်ဖက်တစ်ချက်မှာကလေးပဲချမ်းသီးလောက်ရှိတာပါ အမှန် မလုပ်ပါနဲ့ ကဲတော့အရေးတဲ့ဖင်သူတေသနာလုပ် ဟုတ်ပါကဲ ဟောခိုင်းနော် ဟောကိုဟာကိုတော့ကင်ပြီးသားမှာ ဘာလို့ဝါလို့ထဲ့ပြော ဝါထည့်ပြောတာ ဟောခိုင်းတာပါခင်ဗျာ ဟုတ် လူရှင်တော်အလောက်ကဘာလုပ်ရ အစီစား ဘာစီတော့ တဲချမ်းစီငါဘယ်အစီသွားစားမှာတော့က ဟောခိုင်းတာပါ တဲချမ်းစီပါ အလောက်ကိုလေးစားပါ ဟုတ် ဘာကြောင့်လဲတဲ့တို့ပရိသတ်တွေကဒါ1ယောက်2ယောက်မဟုတ်ဘူး ဟုတ်တယ် 100 200လည်းမကဘူး မကဘူး အများကြီးတေချာကြီး ဟုတ် ဟိုနောက်မှာတို့အမတွေညီမတွေဆိုရင်ဒါနေရမရတော့မတ်တရပြီးကြည်နေကြ ဒါပေမဲ့ရွာ ဆို သား ကြီးကပြောနေတာ သူတို့ကိုလေးစားရမယ် ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဟောက်နာဒိုးမတွေဒိုးညမတွေတာသနာနေတာ ဘာဖြစ် ဘာ လို့ ဖြစ်လို့လဲ သူတို့လည်းစိတ်တသာဖြစ်နေတာ ဟာဘာဖြစ်လို့လဲ ငါမျက်နှာတေချာမမြင်ရလို့လေ အမတွေညီမတွေထိုင်ကြည့်ကြနော် ဘာလို့တော့ မန္တဘကညီမတွေရောထိုင်ကြည့်ကြ ဘာဖြစ်လို့တော့ ပြဿနာတက်မှကြောက်လို့ပါ ဘာဆိုင်လို့တော့ ပြဿနာတက်မှပေါ့ ဘာဆိုင်မှု သူတို့ကသူရထက်တိုင်းမမြင်ရလို့မတ်တရက်ကြည့်တယ် အေးလေ နောက်မှာကာလာသားတွေရှိတယ်လေ အေးလေ ကာလာသားတွေကဒီကလူရှင်တော်တွေပြက်ရင်ရီမာ ရှိမှာပေါ့အေးလေ ပြဿနာတက်လိမ့်မယ်ထိုင်ကြည့် အဲ တကယ်လို့မတ်တရက်ကြည့်မှအဆင်ပြေမယ်ဆိုရင်လေချစ်ပန်းအကြံတစ်ခုပေးမယ်နော် မဘယ်လိုလုပ်ရမလို့ လက်ထက်မှာအကြိုက်ကလေးတစ်ချောင်းတော့စောင်းထား ဘာလို့ဖို့တော့ နောက်ကကာလာသားတွေကဟာဆိုတယ်ရှေ့ရလေ မလေးနောက်ကတော့မကြည့်ရသလား သူတို့ကိုရောကိုအေး ကဲ သူမထိုးသေးတာထိုးပလိုက်သွား စိုင်းစတီးပါပြီခင်ဗျာ ဟုတ် စိုင်းစတီးမယ်ဆိုတော့ကိုချစ်ပိုင်း ညီလေး ကိုနေဝိုင်း ခမညာ ကျွန်တော်တို့အားလုံးကဘာလူမျိုးတွေလဲ ဗုဒ္ဓဘာသာဂျပန်လူမျိုးတွေ အဲ့ဒီမှာပြစ်စကောဒန်းစာ ဟုတ်ပါ ဘာမှဆိုင်ဘူးအဲ့တော့ကျွန်တော်တို့အားလုံးကဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတော့ဘာပဲလုပ်လို့ဖះကိုအရင်ဆုံးဥထိတ်မှာပန်ဆင်ရမယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်သူရန်ထန်နိုင်စိုင်းတီးမယ်ဆိုတော့စပြီးတော့ကျွန်တော်ရဲ့ဂီတအတန်နဲ့ဗုဒ္ဓဖះကျွန်တော်တို့ကြော့ပါရစီ ဟုတ်ပြီ နားဆင်ပါခင်ဗျာ ဟုတ် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တို့ဤမောက်ထားမဲ့နဲ့ဒါကြောင့်သူတို့ထက်နေစိုင်းတော်အဖွဲကမစွန်းတဲ့ဂုံမုတ်ကိုနန့်တာတုတ်လို့ပွဲမထုတ်ဟာရှင်ပြည့်စင်ကရွှေထီးဆောင်နံကြီးဟောင်းကိုစင်းမတုတ်မဟောင်းသောအသေးမညစ်သောအယောင်မမောင်သောအလင်းတပ်ပြောင်သောအစင်းတို့နဲ့စိန်ကြောင်အလားမိုးချိုးသွားတကဲ့သို့နေဝိုင်းရီခင်ဗျာရိုးရိုးစကားနဲ့ဆိုရရင်21ရာစုရဲ့ဇပူနယ်တိုင်းမှာဟောတာလူငယ်ဆိုင်ပါလို့ဟုတ်လူငယ်ဆိုင်မှာပြိတ္တလူငယ်ဆိုင်မှာလူငယ်တွေပြီးတက်နိုင်သမျှကြိုးစားလို့တော့မှနှိုးကြတဲ့ကံညာဝရိယအတိတ်ကြပေါင်းဆက်ကောင်းမြတ်တဲ့ခွန်အားနဲ့မိတ်အများကိုတစိမ့်မကြွားပါဘူးခင်ဗျာဟုတ်ပြီသူရထက်နိုင်ကအနိစ္စံဆိုတာတီထွင်ပြပါလေဦးမယ်ရမယ်တင်းစွာစပူနဲ့တိုင်းမှာတော့ဟောတာစံပြဆိုတဲ့လူငယ်ဆိုင်လူငယ်ဆိုင်လူငယ်ဆိုင်ပါပဲဟောတာလူငယ်ဆိုင်မှာပြိတ္တဟုတ်တယ်သူရထနာညီကိုတွေအကုန်လုံးလိုက်ကြည့်လိုက်အားလုံးလူငယ်တွေကြည့်တယ်ဖွဲ့စည်းထားတာကျေးဇူးရှင်ပရိသတ်များခင်ဗျာဟုတ်ကဲ့အလေကောင်ကလူရှင်တော်နာမည်ကဘယ်သူလဲနော်လေးပါဆရာနော်လေးဟုတ်အဲ့တော့ကျွန်တော်ဆိုင်းအဖွဲနဲ့ပရိသတ်ရင်းနှီးမှုရအောင်မိတ်ဆက်ရမှာလူရှင်တော်တွေတာဝန်ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်ရှိရဆိုင်းစီရမကြိုးစားဘူးလားကြိုးစားလားကြိုးစားတယ်နော်ဟုတ်တေချာကြီးပရိသတ်ဟုတ်ဒီလောက်အေးတဲ့ရာသီဥတုဟုတ်နဖူးကချွေဘဲကြတယ်ဖင်ချားပြန်ကြချီမပါချီမသမင်းကိုဓလို့တက်လိုက်တော့ဖင်ချားပြန်ကြကိုချစ်ပန်းစကားကိုလဲလဲဖုတ်ဖုတ်ပြောနော်လဲလဲပတ်ပတ်ရှာမရှိနဲ့ပတ်ပတ်နဲ့ဖုတ်ဖုတ်နဲ့ညီအမသမင်းကဓလို့တက်လိုက်တော့ဖင်ချားပြန်ကြပေမဲ့ဘာကြီးစိတ်မစင်းရင်းနဲ့ဘာလို့တော့လမ်းလျှောက်ရတာကြအစင်းပြေတယ်ဘယ်လိုတော့ချော်ကြီးခဏလေးချော်ကြီးဟုတ်ကဲ့ပြီရတယ်ဖြည်းဖြည်းလုံးဝင်းမူကြီးကရေးကြီးတယ်ဟုတ်အလူမိုင်ကျွန်တော်နာမည်နေဝိုင်းလို့ခေါ်ပါတယ်နေဝိုင်းဆိုပါပိတ်ရိုက်ပြလူမအာနာစရာကြီးဗျာမယူဘူးလားယူမှာပေါ့အလူမိုင်ကျွန်တော်မခုံလဲအားနေတယ်အားနေဒါနဲ့ခုတ်လိုက်မင်းမခုံအားရင်စိတ်ချအလူတကာမင်းတို့တတ်တဲ့စီစဉ်ထားတာဘာလို့တော့မင်းပခုံးအားနေတယ်ဆိုရင်အလူတကာတဘိုးတုံးကြီးထမ်းလာခဲ့မယ်ဝေးဟဲ့နော်လေးအလူတကာနဲ့အလူမဘက်ကတော့တောင်းဝင်ကြည့်ဗျာဟုတ်ပြီပတ်စံနေလဲပေးပါတယ်ကိုကြည့်တော့ပြီထမင်းနေလဲကျွေးပါတယ်ကျွေးလိုက်ပြီကျွေးတာဟုတ်လားဟုတ်အဲ့တော့ကျေးဇူးရှင်တွေဖြစ်သွားပြီခင်ဗျကျွန်တော်တို့ဘက်ကတာဝန်ကျေးဖို့လိုတယ်တာဝန်ကျေးမယ်ကျွန်တော်ဆိုင်းကိုဖွဲ့စည်းထားတာပရိသတ်တေချာကြည့်ဟုတ်ပြန်ပြန်အဖြစ်လူငယ်တွေကြည့်ပါပဲခင်ဗျအသက်30ကျော်တဲ့လူ3-4ယောက်ပဲပါတယ်အဲ့3-4ယောက်ကိုမပြောနဲ့သချင်းနဲ့မောက်ထားလိုက်
ငယ်ချင်းတာအကုန်လုံးကလူငယ်တွေ တယောက်ချင်းမိတ်ဆက်ပေးလိုက် အကုန်လုံးလူငယ်တွေ အဲ လူငယ်တွေမကဘူးနော်ပညာတတ်ဘွဲရတယ်ကြီးပဲ ပညာတတ်တွေကြီးကျွန်တော်ခေါ်ထားတာ ဝါသနာပါလို့ဆိုင်းနဲ့လောက်တာနော် ပြောပြလိုက် ဟဲ့လူကိုသိန်းဝင်းကြီး ဟုတ်တယ် အရင်တော့အင်ဂျင်နီယာ အင်ဂျင်နီယာပါခင် အခု ဗျာ တော့အလုပ်ပြုတ်ပေါ့ ဟောဘာလို့လဲ အိမ်တော်မှန်ကာပြီလို့ အိမ်နာမန်ကမတော့ဟောင်းလုံးကြီးနေမှာ အ ပေါ့ မြင်ရှင်းအောင်လုပ်နေမှာပေါ့နဲ့စရာတိန်းတော့အောင် နင်းစရာညီလေးကတေချာကြီးပရိသတ်အခုမှ16နှစ်ပဲရှိသေး စ တယ် ကွန်းနဲ့ပဲရှိတဲ့အိုက်ကလေးက အဲ အိုက်ကလေးဆိုရင်တော့အကျောင်းဆရာနော် ကျောင်းဆရာပါ အခုတော့အလုပ်ပြုတ်ပေါ့ ဘာလို့လဲ တတလင်းကျိတ်မရေးတတ်လို့တယ် မင်းလည်းဒါလေးကိုရေးရဘူးလား မင်းမှတ်ထားတယ် တေချာရေးပါ အတွန်းလေးဟာ ပမတီ တမတီ ကိုကျော်မျိုးကြီး အားနဲ့မနဲ့တီးနေတာ အားနဲ့မနဲ့တီးနေတဲ့လူကြီးအထင်မသေးနဲ့နော် ဘာလို့လဲ အရင်တော့ဆရာဝန် ဆရာဝန်မ ဆရာဝန်တော့ရိုးဆရာဝန်မဟုတ်ဘူးနော် ဘာလို့ ခွဲစိတ်ဆရာဝန် ညင်းလာကြီးလား အခုတော့အလုပ်ပြုတ်ပေါ့ ဘာလို့လဲ ဆက်ကျိုးနဲ့ဂွေးစီနဲ့မဖျက်မိလို့ မဲဒီမဲဒီ မေးစီနဲ့ခလေးကဘယ်လိုလုပ်မှမသိဘူး မဲဒီတော့ဝေးဒီ ဟိုဘက်ကအမေပရိသတ်ပဲလိုက်ပြလိုက်စမ်းမအဲ့လိုလက်ကွင်းလေးမြောက်ပြီးတော့လက်ကွင်းလေးမြောက်ပြီးအဲပရိသတ်တေချာကြည့် ဟုတ်တယ် တေချာကြည့်ကြောင်နဲ့ကြက်ကားတွေကခွေးနဲ့မတူဘူးလား ကြည့်ဦးမျက်နှာစင်အောင်ကြည့်မရိမှုနဲ့ထောင်ကြမဲ့ရုပ် ကိုမိုးတူ အဲ ကိုမိုးတူလည်းနည်းနည်းရမဟုတ်ဘူးနော် ဘာလို့လဲ ပယံဆရာမပယံဆရာအကြီးစား ဟုတ်ကဲ့လား ခေါင်းဆောင် ဒါပဲနဲ့အခုတော့အလုပ်ပြုတ်ပေါ့ ဟောပြုတ်ပြန်ပြီဘာလို့လဲ ဖယားမဦးရှင်ကနိုင်ရုပ်လောက်လိုက်တာစုံမြတ်သူစားနဲ့တူသွားလို့ နိုင်ရောက်ကဆုံး ပြု မ တ် စား စားနာအေးတယ် ကောင်းကောင်းပြောပါကျွန်တော်တို့ဆိုင်အဖွဲ့ကလူငယ်တွေပါ လူငယ်တွေကြီးပဲလူငယ်တွေနဲ့ဖွဲ့စည်းလိုက်တဲ့ဟောတာလူငယ်ဆိုင်လူငယ်အဖွဲဆိုင်တပင်မဟာမို့တမိုင်းကျင်စရာနေထက်ကတူတာ ရ အသေးမညိုးတဲ့ပနတ်ဆိုတာဒီလိုပြန်ဖွင့်လိုက်စမ်းပါ အတရေမညိုးတဲ့ပနတ် ပနတ် ဒီလိုဖွင့်မှရသေးဗျာ ကြားရောက် ရောက်တော့တော့ရှက်မီးနဲ့ရဲ့ရောက်တော့တော့ရှက်မီးနဲ့ရဲ့နှလုံးသွင်းညာဆွဲကြိုင်ကတော့အဟုတ်တယ်ပြဟောတာဆိုင်မင်းဟ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 ာ ဟောရပြီရပြီရပြီ မတာကြီးတယောက်တည်းကိုရှုပ်ချက်ခတ် တ နေ ယောက် ဘာ ပဲ ဖြစ် ကိုလူပြောနေ အေးပါလား ဟဲ့ ကိုနေဝိုင်း ခင်ဗျာ အားနဲ့မနဲ့အလုပ်လုပ်တာကျွန်တော်သဘောကျတယ်ကိုရှိလားသားဟိုနောက်ကပရိသတ်တွေမြင်အောင်လို့ စိတ်တိုးနေတာစိတ်တိုးနေတာ ဟဲ့စီ အတာကြီးဧည့်သည်တွေမကိုက်ရဘူးလား ချီကျွေးအောင်ဟာခွေးကြီးလား မင်းကျွေးအောင်လည်းမဟုတ် အလောက်ကခိုးမှစားလို့တာခင်ဗျကျွန်တော်ဘာလို့စိတ်တူတော့ ဘာလို့လဲ ရွာသားစိတ်တိုးနေတာမဟုတ်ဘူး ဟာထားတော့ဒါတော့သူ့ မဟုတ်ကိုချစ်ပန်းလည်းစိတ်တိုးတဲ့အကြောင်းမရှိ ဒါဆိုမင်းကငါပေါ့ ဘူးမဟုတ်မင်းလည်းစိတ်တိုးတဲ့အကြောင်းမရှိ ဒါဆိုညက်ပြင်မကြွက်အိမ်ဖြစ်သွား ငါဟိုင်စိုက်နောက်ကလေးတဲ့ငါစိတ်တိုးနေတာစိတ်တိုးနေတာ ဘာလို့ ကျွန်တော်ရှင်းပေးမယ်အလောက်ကဗျာတယောက်စိတ်တူနေကျွန်တော်တို့ကအဖွဲစည်းနဲ့လောက်တာဆိုတော့လောက်မကောင်း ဟုတ်တယ် ကျွန်တော်ရှင်းပေးမယ်ပြောဘသူစိတ်တူ တမန်တန်လို့ဘသူမှစိတ်မတိုး ဘသူစိတ်တူ ဟိုက်ရှေ့ရမင်းမင်းကြီးမလေး ဟာ ကြက်ကြက်ကယူဆိုင်နေ ဘာလို့ပရိသတ်ရန်လုံနေ သူတို့အားပေးခြင်းလို့အစိုးရကလေးအောင်မှနေရဦးနေတာကျွန်တော်နောက်ကမြင်ရတယ် ဟုတ်တယ်က အဲ့အစိုးရကလေးကလာတော့ကိုစိတ်တိုးနေတာ ဘာပြောလို့တော့ခင်ဗျ ညနေကလေးတည်းမန်းတက်တဲ့စောသောစီတီရောက်လာ ရောက်တော့ စောသောစီတီရောက်တော့လေအငိန်လည်းမနေဘူး ဘာလို့ စိုင်းဆရာသူရထက်နေရစိုင်းဝဲနေဝင်းသေးဘူးလားဝင်းသေးဘူးလား ဩဒါလေးပြောတာဗောဗျာခင်ဗျာ စိုင်းတော့မှမျက်နှာကောင်းကောင်းမသိရ ဘာစိတ်တူနေ ထမင်းကောင်းကောင်းမစားရ ချစ်လို့ တနက်ခါကောင်းကောင်းမနေရ အားပေးတာ နောက်ညိနာပဲဟိုင်မှာညီတို့ကြည်ကျင်တဲ့သူရထက်နေဆိုစိုင်းဝဲနေရောက်ပြီး ရောက်ပြီနော်အကိုကြီးရောက် ဟာဒါသူရထက်နိုင်မယ်အခုတော့သူရထက်နိုင်မကြည့်ဘူးငါကြီးကြည်နာပဲဒီရွာမဟုတ်ညာတဲ့ဟာ ဟိုကနေကြည့်ချင်လို့ကြည့်တာမဟုတ် ဘာဖြစ်လဲ ဆုံးသွားတဲ့သူ့ဘာကြီးနဲ့တူ တာတာသူတရလား နေဝိုင်း ခမရ ကောင်းကောင်းပြောမပြောင်နဲ့ ပြောင်းမှာကိုချစ်ပန်း ဟုတ်တယ်ငါနှစ်ဘူးဘာလို့ပြောင်းနိုင် ကြိုးသားမယ်နော် ယနေ့ညကြိုးသားမှာ ဟုတ်တယ်ပဲ ရောင်သုံးသွဲရှက်မီးလေးလေးနှလုံးသွဲညာဆွဲကင်ကတော့အဟုတ်ထင်ပြဟောတာဆိုင်မင်းတာဆိုင်မင်းတာရွာသားဒီဘက်ကပမ်မတီငွေသုံးဘယ်လောက်ပေးရအောင် ပမရီဆရာပရိသတ်တေချာကြီး ဟာ ကျော်မျိုး ပတ်မယူနိုင်နိုင်နေနေတီးနေတာ အဲ့ပါခဲနေတာ အဲ့ဒီလိုတီးရအောင်ကျွန်တော်ဘယ်လိုပေးရတယ်လဲတစ်နှစ်ကိုကျွန်တော်သိန်း150ပေးထားပါ တစ်နှစ်ကိုငွေဆုံး 150တယောက်ထဲတော့အဲ့ဒါ ညကြီးရ ညကြီးကတပွဲကို3သိန်းခွဲ ညကြီးရတပွဲကို3သိန်းခွဲ အင်မတန်ကောင်း ပတ်မဆိုကမကြိုက်ဘူး မလေးက ဟာမကြိုက်ဘူးငါတော့မကြိုက်ဘူးအာမနာတတ်ဘူး ပြပရိသတ်ရှိလို့ ဒီမှာကိုကျော်မျိုးကျွန်တော်ကရှေ့ကစိုင်းစင်ကိုကြိုးသားမင်းသားဆင့်နေတာလीခမရနောက်ကနေကြိုးသားမင်းသားပတ်မကိုတေချာပိတ်ချ
တေချာပိတ်ချနော်ကျုပ်ကရှေ့ရကြိုးသားမင်းသားအားရပါရဆက်မယ်ခမရနောက်ကအားရပါရတေချာလေးပတ်မကိုပိတ်ချ ချာကမ ကျိုးသားမနော်ကျိုးသားနော်အေးဖူတန်လေးကျိုးသားနော် အမအခုမှမြောက်သားမိတွေ့နေတာ ဘယ်နဲ့မြောက်သား မြောက်ကြီးနဲ့တူ တေချာလေးပိတ်ချပြီ တေချာပိတ်ချနော်ပိတ်ချရောင်သုံးသွဲရှက်မီလင်းလေးရဲ့နှလုံးသွဲညာဆွဲကင်ကာတော့အဟုတ်ထင်ပြဟောတာဆိုင်မင်းဒါ ကောင်းပါပြီ ပိတ်ချဟောတာဆိုင်မင်းဒါပိတ်ချလို့ပိတ်ချနဲ့အဲ့လိုမှဟုတ်ပဲနဲ့အခန်းလေးတဲ့ဂလန်းလေးထိုးပြီးချတာ မညစ်ပတ်နေပါတော့ အမကြီးမညစ်ပတ်နဲ့ ဟုတ်ဘူးလေဟိုပတ်မလိန်နေဘာဒီကျင့်နေဘေးကနှောက်ရှက်မှာကြောက်လို့ ဩပရိသတ်ဘေးကနှောက်ရှက်မှာဆိုလို့ ပတ်မလိန်ဘယ်လိုကျင့်နေမှန်း ဘယ်လိုကျင့် ကျင်း ဘယ်ထိပိတ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 ်ထိဘယ်ထိပိတ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 ်ထိပို့ထိပို့ထိပို့ထိမွေပွေးကိုက် မွေဝင်းနေရမလားပတ်မတိဆရာသွားပြီးတော့ ရပြီဒါလောက်ဆိုကြိုက်ပြီရောင်းသုံးသွဲရှက်မီလေးလေးနှလုံးသွဲညာဆွဲကင်ကတော့အဟုတ်ထင်ပြဟောတာဆိုင်မင်းဆိုင်မင်းဒါစက်ကတော့ စက်မင်းသား ရုပ်ရှင်ရိုက်တော့ ရုပ်ရှင်မင်းသား စိုင်းတီးတော့ဟောတာဆိုင်မင်းဒါ ကျွန်တော်စိုင်းမင်းသားပါခင်ဗျာ ကျွန်တော်ဆရာသူရထက်နိုင်ရဲ့အစိုးအတီးအပိုင်းအဖြတ်အခုအခန်းအထစ်အငေါအနုအကြအညုအလွှမ်းအပေါ်အကန်အကြောက်အမလေးအားရင်းနဲ့ညောင်းလိုက်တာနော်ဒါကြောင့်အနုပညာဟန်ချက်မမတက်ဖဲနဲ့ရတာမျိုးစုံနီးထုံးမပြတ်တီးကွက်တွေကိုညံစွန့်ရှိသမျှတွေကိုကြံတဲ့တဏီအမိပွားပြီးသူရ ဗျ ဒီနေရာမှာလှပတဲ့ပတ္တိပကြီးကားဆိုဒီလိုပြ ကြိုက်တယ်ကွာ ငါ့ဟုတ်လား မင်းနမောင်